ကဲဒီဗီဒီယိုထဲမှာလည်း share ပေးအောင်နော်အဲ့တော့ကိုတဲ့တွေကိုစုလက်ဆောင် surprise ပေးသွားမှာဖြစ်ပါတယ်အတဲ့တို့ဒီမှာပြပေးအောင်အခုရောက်နေတာစိုင်နှစ်ကိုသိလားလောက်လိုက်တော့ဒီဇိုင်းတွေကရှယ်ပဲ तू ကဒီဇိုင်း၅မျိုးရရှိမှာဖြစ်ပါတယ်ဒီကျိုးတကုံဘယ်လောက်ထိတက်တာလဲဆိုတော့2သိန်းခွဲ3သိန်းထိတက်တာတယ်18သိန်းနဲ့8တောင်ပဲကြာမှာဖြစ်ပါတယ်ရှင်ဟိုးမိုက်တယ်အနိကကြည့်ပေးပါတကြိုးချင်းစီကိုတေချာလေးပြပေးပါမယ်တို့ရွှေနန်းဒုက္ခမှာ15ဘဲရေဒင်းပြေးချက်ပြစ်ကိုဘယ်လိုပုံစံနဲ့ရောင်းပေးတာလဲတဲတုံးလေးရယ်ဆိုတော့ဟုတ်ကဲ့ပါတက်သိန်းမှာ3000ပဲရော်မယ်အကြောင်းမျိုးကြောင့်ကိုကပြန်ပြီးတော့ပေါ့နော်ချိန်မယ်ဆိုရင်လည်းအဆင်ပြေဆုံးဖြစ်အောင်တို့ချိန်နှောင်းလှုပ်ဆောင်ပေးနေပါတယ်အဲ့တော့ရွှေချင်းအရှိကိုကာလအဝယ်ပေါက်စင်းနဲ့ရောင်းကျင်လားရောင်းလို့ရတယ်ရှင်ဒါမှမဟုတ်ကိုတဲတို့ကပါစင်းနဲ့တက်သိန်းကို3000နဲ့ရောင်းကျင်လားရောင်းလို့ရတယ်ပုံစံနှမျိုးနဲ့ရောင်းလို့ဝယ်လို့ရမှာဖြစ်ပါတယ်ရှင်ဟဲ့ဒါဆိုရင်ရွှေဈေးတွေကကျသွားခဲ့ရင်လေကျဈေးနဲ့လုံးဝမဝယ်ပဲနဲ့ကိုတဲတွေကပါစင်းနဲ့လေးပဲရှုံးမှာဖြစ်ပါတယ်ဒါလေးကိုတေချာလာပြောပေးတာပါအဓိကတို့ကကိုဝယ်သူဘက်ကိုပဲကြည်တာဖြစ်ပါတယ်နော်အဲ့ဒါလေးပါကဲအဲ့တော့အတိတွေကိုညွှန်ပေးပါအောင်တို့ရွှေနန်းဒုက္ခကအမြဲတမ်းထာဝစင်းကိုတဲတွေကိုဝတ်နိုင်အောင်ဝယ်နိုင်အောင်ရောင်းချပေးနေတာဖြစ်ပါတယ်ရှင်ချစ်သူရေချစ်ခဲ့မိတဲ့တို့ရင်နဲ့မပြောနဲ့တော့ကဲအနိကလေးကြည့်ပေးပါဦးတချင်းလေးဆိုလိုက်အောင်မယ်ဗဒမြားလေးတွေကိုဒဇိမ့်စိမ့်ကြည့်ပြီးကြိုက်တယ်ဆိုတော့ကိုသင်းလုံးတွေအတွက်ဖြစ်ပါတယ်တို့ရွှေနန်းဒုက္ခမှာဗဒမြားကိုမှစိန်ပတ်ထားတဲ့စိန်လက်စွပ်တွေဒီဇိုင်းအစုံလေးရှိပါတယ်ဒါလေးဆိုရင်ပြန်ပြီးတော့ငွေလေးလိုထုတ်မှတက်သိန်းကျော်ပဲရော့မှာဖြစ်ပါတယ်ဒါလေးကတော့သူက89သိန်းဆိုတော့ပြန်သွင်းလို့ကိုကငွေလေးလိုပြန်ထုတ်မယ်ဆိုရင်သူက2သိန်းစွန်းမဲ့ရော့မှာဖြစ်ပါတယ်ရှင်အဲ့ဒါလေးကိုတေချာလာပြောပြတာပါအတိအကျပြောမယ်ဆို89သိန်းဆို9321ဆိုတော့ကဲအလီတွေပါတွတ်တော်မယ်တုံးကဆိုတော့21ဆိုတော့2သိန်း1000ဟိုက2000ဆိုတော့2သိန်း3000နဲ့1000ပဲရော့မှာဖြစ်ပါတယ်ရှင်အဲ့ဒါလေးတစ်ချက်ပါဟုတ်လား89သိန်း3000 1000မှန်တယ်မားသွားမှာဆိုလို့လေစိတ်ပူလို့ဒါလေးတော်လှတယ်ဒါကလေတကွင်းမဲ့ရမယ်ရှင်လက်တိုင်ရ14ဖြစ်ပါတယ်အပြင်မှာတော်လှပါတယ်အရေကရဲခဲနေတယ်ဆိုတော့ဗဒမြားအရေပါလုံးဝမိုးကုတ်ဗဒမြားတဘာဝဖြစ်ပါတယ်မိပုတ်တွေပိုင်းမပါပါဘူးဒါလေးကိုတေချာပြပေးရပါတကွင်းမဲ့တူပဲရပါမယ်ဂုံးလက်ဆိုလိုချင်တဲ့ကိုယ်တွေပွက်တက်လက်ဆိုဗဒမြားလိုချင်တဲ့ကိုယ်တွေယူပါဒါကတော့မန္တလေးဆိုင်မှာရရှိမှာဖြစ်ပါတယ်တို့လက်မှာကင်ပြထားတဲ့တအားကိုလာတဲ့ဗဒမြားစိန်လက်စွပ်တွေအနိကလေးပြီးတကွင်းချင်းစီပြပေးလိမ့်မယ်ဒါလေးတွေက40ကျော်စပြီးတော့ဒီဇိုင်းအစုံလေးရှိပါတယ်ပြန်ရောက်မှတက်သိန်းစိုးစိုးလေးပဲတက်သိန်းကြော်လေးပဲရော့မှာဖြစ်ပါတယ်ဒါကသွင်းမှာပေါ့နော်မသွင်းဘူးစုထားခြင်းနဲ့ဆိုတော့ဒီကြောက်တွေအကုန်လုံးကတော့ဗဒမြားဆိုတာစုကြောက်တွေပဲเนาะအဲ့ဒါလေးတစ်ချက်ရှိပါတယ်ကိုတဲတွေဟုတ်ကဲ့ပါအဲ့တော့တို့ရွှေနန်းဒုက္ခမှာဗဒမြားတွေစိန်တွေအကုန်လုံးကရာခိုင်နှုန်းကတက်သိန်းမှာ3000ကဲအရန်ကိုအဆင်ပြေတော့ဖြစ်ပါတယ်ရှင့်မိတ်ဆွေတွေမမတွေကိုလက်တို့လိုက်တော့10သိန်းကျော်နဲ့ရမယ်စိန်လက်စွပ်တွေအနိကကြည့်ပြီးဒီဇိုင်းက6မျိုးရမယ်သူကလေအပီးသွင်းမှာ4000ခွဲပဲရောမယ်15သိန်းအတီလက်တိုင်းစိုက်စုံရမယ်နော်အကုန်လှတယ်ဘေးမှာစိန်တန်းပါတာမပါတာရောမပါတဲ့ဟာကြတော့ရွှေချင်းပိုများတယ်ထူတယ်နစ်လေးစိုင်တွေအကုန်လုံးမှာစိတ်တိုင်းကြကြည့်ကိုပြတာနဲ့ယူရမယ်မဟုတ်ဘူးနော်အကြိုက်လာကြည့်ပြီးလို့တကယ်ကြိုက်တယ်ဆိုမှဝယ်လို့ရတယ်အဲ့ဒါလေးကိုတေချာလာပြောပေးတာပါရှင်တို့ရဲ့ရွှေမျိုးတွေတို့ကလည်းကိုတဲတွေကိုမှန်ထဲမှာမှန်ခဲ့ပေးအောင်ဘာအောင်မှန်ပေးရမှာတဲတို့ရဲ့ဆိုတော့လေဘယ်မျိုးနယ်တွေကိုရွှေနန်းဒုက္ခအနေနဲ့လာခဲ့ရမယ်ဘယ်တိုင်းဘယ်ပြည်နယ်တွေလာခဲ့ရမယ်ပျော့ပေးအောင်နော်လာခဲ့ပါမယ်ရှင်ကိုတဲတွေကိုလက်ဆောင်လေးလည်းပေးချင်ပါတယ်ချစ်တဲ့အကြောင်းပြောဖို့တို့ရွှေတွေကိုဝတ်ပြီးတော့စုနိုင်ပါပြီရှင်အဲ့ဒါလေးဘာလေးလဲဆိုတော့တို့ဒီမှာအသေးကျိုးလေးတွေဆိုရင်12သိန်းစွန်းယုံလေးပဲကြာပါတယ်ဒါလေးဆိုတအားကိုလာတော့ပါစဝယ်ရလဲဗဒိန်လက်ခအယော့လေးပဲပေးရတယ်နောက်ကိုကငွေလေးလိုပြန်ထုတ်မယ်ဆိုရင်လဲတက်သိန်းမှာ3000ပဲရော့တယ်ဟိုးပျော်စရာကြီးဒါကရွှေဈေးကတက်သွားမယ်ဆိုရင်လဲရွှေချင်းအရှိကိုကာလအဝယ်ပေါက်ဈေးနဲ့ရောင်းကြလားရောင်းလို့ရတာဖြစ်တဲ့အပြင်ကိုရွှေဈေးကမတက်ဘူးဒီတိုင်းလေးပဲဆိုရင်လဲတဲဝယ်ထားတဲ့ဘောင်းချတဲ့ကဈေးတိုင်းလေးပဲတက်သိန်းမှာ3000ပဲရော့မယ်တကယ်လို့ကိုကဝယ်ထားတော့ရွှေဈေးကအနည်းငယ်ရှိပြီးတော့ကိုပြန်ရောင်းလို့ရွှေဈေးကျနေလဲကျဈေးနဲ့လုံးဝပြန်မတွက်ဘူးနော်ဘောင်းချပါဈေးတွေအတိုင်းပဲပြန်တွက်တယ်အဲ့ဒါမြန်မာပြည်မှာဒုံလို့ပဲရှိတယ်ဟုတ်ပြီနော်အဲ့တော့ကိုတဲတွေကိုဝစ်စေခြင်းနဲ့ဝစ်နိုင်အောင်လဲရောင်းချပေးတယ်အဲ့တော့ရွှေတွေဝစ်နိုင်ပြီးအဲ့တော့စဝယ်တွေကလည်းတိတ်နေတက်တာတယ်ရောင်းလဲမှာလည်းအရန်ကိုအမြဲတမ်းကိုဝယ်သူအတာရထားပြီးသားဖြစ်တဲ့အတွက်အရန်ကိုအဆင်ပြေတော့ဖြစ်ပါတယ်ရှင်အဲ့တော့တို့အနိကလေးကြည့်ပေးပါဒါလေးဆို12သိန်းလေးနဲ့3000ခွဲပဲကြာမှာဖြစ်ပါတယ်ရှင်ဒီဇိုင်းက2မျိုးရပါမယ်အသေးပုံစံရွှေဆွဲကြိုးကြီးတွေဖြစ်ပါတယ်ရှင်ကဲအဲ့တော့နီးစရာမျိုးတွေကိုဒါလက်တို့လိုက်တော့နော်ဒါကိုတေချာတို့ကလာပြောပေးတာပါကိုတဲ့တွေအခု6လပိုင်းမှာလည်းအသေးတွေအချက်တော်တို့ရဲ့မွေးနေ့ရှိတာဖြစ်တဲ့အတွက်ကိုတဲ့တွေကိုထူးခြားခြားတွေတောင်းလျှောက်ပေးအပ်တော့မှာဖြစ်ပါတယ်အဲ့တော့နီးစရာဆိုင်တွေအကုန်လုံးကိုအမြန်ဆုံးသာအပြေးလေးတော်ပြတာဒါလေးကတော့10သိန်းစွန်းလေးနဲ့ကြာမယ်ရွှေဆွဲကြိုး15ဘိတ်အပြည့်တွေဖြစ်ပါတယ်ရှင်